လေးနဲ့တူတူဈေးသွားဝယ်ကြမယ်ဈေးသွားဝယ်မယ်ဆိုပြီးတော့ဟင်းချက်မဲ့ဘလော့တော့မဟုတ်ပါဘူးရှင်ဒီနေ့ကနေ့လယ်2 နာရီရှိနေပါပြီအဲ့တော့ကျမကဈေးထဲမှာကြာစံတုပ်ရမ်းကောင်းတဲ့ကြာစံတုပ်သွားစားမလို့ပေါ့နော်အဲ့မှာသွားဝယ်တာကိုရှင်တို့လိုက်ခဲ့ပါအောင်ဒါဆိုရင်ကျမရဲ့ဘလော့လေးကိုစောင့်လိုက်ကြည့်ပေးပါအောင်ရှင်ဒါကတော့လုံးခင်းစည်းတဲ့ဖြစ်ပါတယ်ကျမလှရလားကဲရောက်ပြီပေါ့နော်ဒီကြာစံတုပ်ဆိုင်လေးကတော့သေးပေမဲ့လမ်းဘေးဆိုင်လေးဖြစ်ပေမဲ့အရသာတော့တော်တော်ကောင်းပါတယ်အကြီးကြီးမှာဝယ်စားရတာဓမ္မလဲနိုင်ပါဘူးရှင်တော်တော်ကောင်းလို့ပါတပွဲမှာ3000ပဲရှိပါတယ်ရှင်တော်တော်အရသာရှိပါတယ်ရှင်တို့လည်းတောက်ဝယ်စားကြည့်ပါအဲ့ဒါကတော့လုံးခင်းစေးအတွင်းထဲမှာရှိတာပါရှင်ကဲကျမကတော့ဝယ်ပြီးပြီဆိုတော့ပန်းသီးဝယ်မယ်ပေါ့နော်ကျမကတော့ပန်းသီးကိုအရန်ကြိုက်ပါတယ်ပန်းသီးကတော့နေ့တိုင်းစားပါတယ်ရှင်ကဲပန်းသီးက9000မူ3လုံးဆိုတော့9000မူ3လုံးဝယ်လိုက်ပါတယ်ကဲအခုကတော့ပြန်တော့မယ်ပေါ့နော်တဒါကဲစားကြပါအောင်အော်ဒါနဲ့လေကျမအမေကမှားရတယ်ဘာစားထမင်းနဲ့စားမှာမို့လို့ထမင်းနဲ့သွားစားမယ်ပေါ့နော်ကဲထမင်းနဲ့စားပါပြီကျေးဇူးများကျမရဲ့ကြည့်ပြီး